ဒီတစ်ခေါက်မှလည်းလေအသားလေးလဲကောင်းပြီးတော့ချုပ်ရိုးချုပ်တာလဲကောင်းတယ်ဖလန်ကွက်ဘောင်းမီလေးတွေကာလာလိုင်းလေးနဲ့ပစ္စည်းလေးထည့်ဝင်ပါပြီရှင်ကိုမတော့နော်ဒီတပုံရမယ်နော်ရအောင်လေးယူပါပစ္စည်းရဒီမှာအများကြီးစတော့အများကြီးလောက်ထားပေးရပေါ့နော်ကဲဖလန်အသားစစ်စစ်နဲ့ရမယ်ပေါ့နော်အသားလေးကလေလုံးဝရှယ်ပြီးတော့နော်ဒီမှာအမွှေးလေးနဲ့ဖလန်အစ်စ်ကိုရမယ်စိုက်ကိုဆိုရင်လည်းလေယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရမယ်စိုက်လေးလောက်ထားပေးတယ်ကဲ unisex ဝတ်လို့ရမယ်ယောက်ျားလေးရောမိန်းကလေးရောဝတ်လို့ရမယ်ပေါင်ချိန်နဲ့ပြောမယ်ဆိုရင်ပေါင်ချိန်ကလေ100လောက်ကနေ180လောက်ထိအေးစေးဝတ်အရန်လာတဲ့ဖလန်အသားစစ်စစ်အသားဆိုရင်လည်းလုံးဝ share ဤပြီးတော့ထူပိန်းနေရပဲเนาะဒါအောက်မှာလေအသားအရန်ဟိုမှာကောင်းတယ်တစ်ထည်ဟိုမှာ6000နဲ့မှ900ကျပ်ပါပေါ့เนาะဒါလေးခဏယူနော်တစ်ထည်ဟိုမှာ6000နဲ့မှ900ကျပ်ပါဒီမှာလက်တွေ့ပြမယ်သူ့ရဲ့အထုပ်လေတစ်ထုပ်ကိုဆိုဒါမျိုးအထူကြီးနဲ့ရမယ်သိလားလုံးဝ share ဤနေရပဲအသားလဲလုံးဝ special မကောင်းတယ်ဒီတပုံရမယ်ပေါ့နော်တစ်ထည်ဟိုမှာ6000နဲ့မှ900တထုံမှာဆိုရင်ဒါမျိုး9ကာလာပါမယ်ပေါ့နော်ကာလာလိုင်းလေးကတော့ရွေးယူလို့မရပါဘူးရှင်အိမ်ရောက်ငွေချေရတယ်စိုက်မှာလဲလာဝယ်လို့ရတယ်မင်းတို့ဆိုင်ကမန္တလေးမြို့ပါပါရှင်ကျေးဇူးပါ